goal alignments တဲ့ပန်းနိုင်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာ smart ဖြစ်တဲ့ပန်းနိုင်တွေဖြစ်ဖို့လိုတယ် smart ကြောင်းကိုကျွန်တော်နောက်ဆက်လိုက်တွေမှာကျွန်တော်ထည့်ပြောပါမယ်အဲ့တော့ကျွန်တော်တို့ alignment လုပ်ရမယ်ဘာတွေနဲ့လုပ်ရမလဲလို့ပြောရင်နံပါတ်1 individuals and groups တဲ့နော်အဖွဲ့အစည်းတစ်ခုတိုးတက်ဖို့အဖွဲ့အစည်းတစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကောင်းဖို့ဝန်ထမ်းတွေကတကယ်အလုပ်လုပ်တဲ့လူတွေနဲ့စုပေါင်းထားတဲ့ individual and some goals ပေါ့လူတယောက်ချင်းဒီတိုင်းမှာပန်းနိုင်တွေရှိရဲအဲ့ဒီပန်းနိုင်တွေကနေတစ်စစ်ဌာနတွေရဲ့ပန်းနိုင်တွေထိရောက်အောင်မြော်လုပ်ရမယ်ဌာနတွေရဲ့ပန်းနိုင်တွေတစ်စစ် division တိုင်းဌာနခွဲတွေလုပ်ငန်းခွဲတွေရဲ့ပန်းနိုင်တွေရှိရမယ်နောက်တစ်ခုကတော့ universal white တစ်ခုလုံးအနေနဲ့သတ်မှတ်ထားတဲ့ပန်းနိုင်တွေကျွန်တော်တို့ထိဖို့လိုတယ်အဲ့တော့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောတဲ့အခါမှာနံပါတ်1အစစ်ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းရဲ့ပန်းနိုင်ကိုကျွန်တော်တို့သတ်မှတ်ပေးရမယ်တရားမြင်ပြောရင် manager တွေ management တွေကသတ်မှတ်ပေးဖို့လိုတယ်ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ပန်းနိုင်ကိုသတ်မှတ်ပေးဖို့လိုတယ်အဲ့ဒီဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ပန်းနိုင်တွေကိုထိရောက်အောင်မြင်စွာလုံနိုင်ပြီဆိုတာနဲ့ကျွန်တော်သက်ဆိုင်ရာဌာနတွေရဲ့ပန်းနိုင်တွေအဲ့ဒီဌာနတွေကမှဆင် divisional universal white တစ်ခုလုံးအနေနဲ့ပန်းနိုင်တွေအဆင့်ဆင့်သွားမယ်ဒါကို orient model လို့ခေါ်တယ်ကြက်တော်နီလေးလှီးလိုက်တဲ့အခါမှာပေါ်လာတဲ့အဆင့်ဆင့်ပုံစံအဲ့တော့ကျွန်တော်တို့ဘယ်ကစရမလဲပြောဒီကစရမှာပေါ့အဲ့တော့ကိုယ်ဝန်ထမ်းတွေသူတို့ရဲ့ပန်းနိုင်ကပါလဲ individual goals ကပါလဲအဲ့ဒါကိုထိရောက်အောင်မြင်အောင်အရင်ဆုံးကျွန်တော်တို့လုပ်ဖို့လိုမယ်ပြီးရင်တော့သက်ဆိုင်ရာဌာန division universal white တစ်ခုလုံးအနေနဲ့ company တစ်ခုလုံးအနေနဲ့တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့လိုပါပဲဒီနေရာမှာကျွန်တော်တစ်ခုထပ်ပြီးဖြည့်ပြောချင်တာကဒီပန်းနိုင်တစ်ခုချင်းစီတိုင်းစီချိတ်ဆက်ထားနိုင်ဖို့လိုတယ်ကုမ္ပဏီတစ်ခုလုံးရဲ့ပန်းနိုင်ဒီကုမ္ပဏီခွဲတွေရဲ့ပန်းနိုင်ဖြစ်ဖို့လိုတယ်ကုမ္ပဏီခွဲတွေရဲ့ပန်းနိုင်ကုမ္ပဏီတစ်ခုချင်းစီရဲ့ပန်းနိုင်တွေမှာဌာနတွေရဲ့ပန်းနိုင်တွေနဲ့ချိတ်ဆက်ထားဖို့လိုတယ်ဌာနတွေအားလုံးကလည်းသူတို့လှုပ်နေတဲ့လှုပ်ဆောင်ချက်တွေဒီကုမ္ပဏီရဲ့ပန်းနိုင်နဲ့ချိတ်ဆက်ထားဖို့လိုတယ်အဲ့တော့အဲ့ဒီဌာနတစ်ခုချင်းစီတိုင်းမှာပါဝင်တဲ့ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းရဲ့လှုပ်ဆောင်မှု individual goals တွေအဲ့ဒီဌာနရဲ့ပန်းနိုင်ကိုချိတ်ဆက်ထားဖို့လိုတယ်အဲ့လိုများချိတ်ဆက်ထားခဲ့တယ်ဆိုရင်ကောင်းမွန်တဲ့ performance management system တခုမိမိရဲ့လုပ်ငန်းကိုဖွဲ့စည်းတွင်းမှာတည်ဆောက်နိုင်တယ်လို့အခြေခံအဖြစ် philosophy သဘောအရကျွန်တော်တို့ပြောလို့ရတယ် goal alignments တဲ့ပန်းနိုင်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာ smart ဖြစ်တဲ့ပန်းနိုင်တွေဖြစ်ဖို့လိုတယ် smart ကြောင်းကိုကျွန်တော်နောက်ဆက်လိုက်တွေမှာကျွန်တော်ထည့်ပြောပါမယ်အဲ့တော့ကျွန်တော်တို့ alignment လုပ်ရမယ်ဘာတွေနဲ့လုပ်ရမလဲလို့ပြောရင်နံပါတ်1 individuals and groups တဲ့နော်အဖွဲ့အစည်းတစ်ခုတိုးတက်ဖို့အဖွဲ့အစည်းတစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကောင်းဖို့ဝန်ထမ်းတွေကတကယ်အလုပ်လုပ်တဲ့လူတွေနဲ့စုပေါင်းထားတဲ့ individual and some goals ပေါ့လူတယောက်ချင်းဒီတိုင်းမှာပန်းနိုင်တွေရှိရဲအဲ့ဒီပန်းနိုင်တွေကနေတစ်စစ်ဌာနတွေရဲ့ပန်းနိုင်တွေထိရောက်အောင်မြော်လုပ်ရမယ်ဌာနတွေရဲ့ပန်းနိုင်တွေတစ်စစ် division